ชินบองชันทีนี้จะยกลาเลยชินบองชันนะยกลาจ้าบีโหตเนี่ยชินบองยิกเลยเนี่ยมายกไปเลยเนี่ยชินที่ตลาดที่ชินบองชันตัวนี้ละเป็นมาอเมริกาရဲ့ community garden တနေရာမှာလေမှာရှိပါဦးစားစရာအစိုးရှိတယ်ဒီမှာဒီမှာကြည့်ဒီထဲမှာစားစရာအစုံပဲစားစရာအစုံဒီမှာကြည့်အခါရွက်အမြုပ်တွေရှယ်အခါတွေစိုက်ထားတာရှေ့တကယ်စိုက်ခင်းကြီးလို့ဖြစ်နေတယ်ဒီမှာပေါ်လန်တနေရာရဲ့ community garden မှာနော်ဒီမှာကြည့်ပြင်စိုက်ကြပါကွယ်မိတ်ဆွေတို့ရေကြည့်အများကြီးစိုက်စရာမလိုဘူးနော်နည်းနည်းပစိုက်လိုက်ရင်ကိုယ်အိမ်မှာစားဖို့ကအေးဆေးလောက်တယ်ဒီမှာကြည့်ဘေးတီးတွေဘယ်လောက်တီးလဲအများကြီးပဲတီးနေတာဘေးတီးတွေကြည့်ဒီမှာငရုတ်တီးချန်ငရုတ်တီးတွေရှည်တီးတာဒီဘက်မှာတကယ်ပြောင်းဖိုးတွေကြည့်ပဲဒီလိုပြောင်းဖိုးလောက်စိုက်ချလည်းမသိဘူးဒီမှာလည်းငရုတ်တီးချန်ငရုတ်တီးပဲစိုက်တာသူကဘယ်မှာငရုတ်တီးနဲ့ပဲပြောင်းဖိုးငရုတ်တီးပင်ဒီဘက်မှာမြန်မာပြည်သားတွေစိုက်တာအဲ့ဒါကြောင့်ချင်းပေါင်ပေါ့မြန်မာပြည်သားတွေစိုက်တဲ့အပါရှိမလဲချင်းပေါင်ကစွန်ရွိုက်ဒီမှာသူများရဲ့ချင်းပေါင်ချန်ဒီဘက်မှာကမြန်မာပြည်သားတွေအဲ့ဒါကြောင့်ဒီမှာချင်းပေါင်တွေအကွက်တိုင်းမှာချင်းပေါင်ရှိတယ်မြန်မာပြည်သားတွေစိုက်တဲ့ဘက်မှာချင်းပေါင်တွေကြီးပဲအခါပင်တွေရောဒီတယောက်ချီနာနာမိတ်ဘာဖြစ်လို့နာနာပင်တလောက်စိုက်လည်းမသိဘူးဒီမှာနာနာမိတ်တော်တော်များနေဒီချန်ကဘယ်သူဟာလည်းမသိဘူးဟုတ်မကြယုံဟာလားမရွာကြီး ချင်းပေါင်တွေတပ်ပုံလိုက်ရိုက်မယ်ဝါးအများကြီးပဲအမေရိကမှာတောင်တီလောက်စိုက်တာအပြင်စိုက်ကြပါနော်ကိုကကိုโอเคနေလေးဒီစားလို့ရမယ်ပြောစရာလည်းကောင်းတယ်လေဒီမှာကစွန်ရွယ်ကစွန်ရွယ်